မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဆရာ British ကိုမောင်ရေးသားတဲ့ရုပ်ခန့်ဆိုတဲ့ sound bug ကလေးကိုဖတ်ပြမှာဖြစ်ပါတယ်ခင်ဗျာ2014လောက်တုန်းကပေါ့ရက်ွက်ထဲကလူပြိုးတယောက်ကောင်မလေးတယောက်နဲ့ညှိပြီးတော့ကာမလိန်လေးနဲ့တရားစွဲခံရတယ်ဘေးကလေလူပုံကလူရိုးလူရဲ့ဒီဇိုင်းနဲ့မလေးရှုပ်သူအစ်စ်ခံရမယ့်ရုံးချိန်မှာအဖော်လိုက်ပေးမဲ့သူမရှိဘူးဗျဒီအမှုမျိုးဆိုတော့သူမိသားစုရော border တွေကပါဘေးလိုက်ချင်ပါမလဲအဲ့ဒါနဲ့ကျွန်တော်ကိုခေါ်ပါလေရောရှက်ကီတိုက်ပါမယ်သမင်းကျွေးပါမယ်မဆက်လေးပို့ပါမယ်ဘာညာများတာပေါ့ကိုကလည်းအဲ့တုန်းကစာရေးဆရာပေါက်စားဖြစ်နေပြီဆိုတော့ဒါမျိုးတရခွင်အတွေ့အကြုံကိုလိုချင်တာဟိုအပေါ်ကသူများတာတွေကိုလိုက်လုပ်ချင်လို့မဟုတ်ရပါဒါနဲ့လိုက်တော့ဖြစ်ရောဆိုပါတော့တရားရုံးကလည်းရန်ကုန်မြို့ထဲကနေကား2နာရီလောက်မောင်းရတဲ့မြို့စွန်လေကွင်းတွေထဲမှာဗျအမေကိုဆရာကတရားရုံးကိုလာတာဂေါ်လန်ကတုံးနဲ့တိုက်ပုံနဲ့ကရှင်ပစိုးနဲ့ရမသိရင်အကယ်ဒမီပေးပွဲတက်လာတဲ့ဂိုင်းနဲ့တရားရုံးကလည်းတကက်ကျေးလက်ဆက်ဆံမြို့နေဆိုတော့တက်ဆိုင်ရာအမှုအလိုက်လာကြတဲ့မိသားစုတွေကတရားရုံးချုပ်ကသူတို့လူတွေကိုလာတွေ့ရင်အချို့လဲရုံချင်းကိုစောင့်ရင်အပြင်းပြတခြားရုံချင်းတွေကိုစုပြုံနားထောင်ကြတာဗျအစိမ်းနော်အဲ့ဒီမှာမှဒီအမှုကကာမလိမ်လည်မှုဗျအစောကြီးကလေးကကြိုရောက်နေတဲ့တရလိုကောင်မလေးကငငယ်ချောချောဖြူဖြူတွေ့တွေ့လေးဆိုတော့လူတွေစိတ်ဝင်စားကြပြီပေါ့စစ်မဲ့အခန်းရှိမှာမိမတောက်ကလေးတွေပါတိုးလို့တွေးလောင်ပါသေးအဲ့ဒီမှာကျွန်တော်ပုတ်ကစပါလေရောဟဲ့မောင်ပြီးငါကြောက်တယ်မဝင်ရေးဘူးမင်းကအထဲလိုက်ဝင်ပါကွာရလေဘာဖြစ်တဲ့တော့ကိုကလည်းတရားခွင်အတွေ့အကြုံလိုချင်တာပဲဒါနဲ့အထဲကိုသူ့ချစ်နေတဲ့နေရာအတူတူဝင်ရင်းတရားသူကြီးရှိခုံတန်းလေးမှအတူတူထိုင်ကြတယ်ဖြစ်ချင်တော့ဒီလိုကောင်မလေးကိုစစ်တောင်ကတရားသူကြီးကတယောက်ဒီဘေးကိုဆရာမေရုံချင်းကြဟိုတရားသူကြီးကပြောင်းပြီးတရားသူကြီးအစ်စ်လာမတစ်ဖက်ကောင်မလေးကလည်းမျက်နှာကတကယ့်ကိုတနာကမလေးသူတို့မှုကလည်းဒီဘေးကြီးနဲ့ကောင်မလေးကချစ်ကြကြိုက်ကြပါလေခိုးပြေးရကဘလို့ဖြစ်ကြတယ်မသိဘေးကြီးကသူ့ရင်သူပြန်ပြေးရကစတယ်ပြန်လူတွေကလည်းတိုးတိုးနဲ့ပြောကြဆိုကြပေါ့ခဏနေတော့တရားသူကြီးရောက်လာတယ်တရားသူကြီးကလည်းအမျိုးသမီးမင်းအပြစ်ထန်အပြစ်အားလုံးမတည့်ရကြတာပေါ့အားလုံးပြန်ထိုင်တော့တရားသူကြီးကတရားခွင်ကိုတစ်ချက်ရှိုးတယ်ပြီးကြနဲ့ကဲစစ်စစ်ခံရမယ်ကိုအဝါဝက်ချန်တဲ့ဝင်ပါရုပ်ချက်တရားသူကြီးမှကျွန်တော်မျက်နှာကိုတိတိကြည့်ပြီးပြောလိုက်တာဗျခင်ဗျာကျွန်တော်လားဟုတ်တယ်လေချင်းကိုပေါ့အဲ့ဒီမှာအပြင်ဖက်ကအုံကြည့်နေကြတဲ့ရွှေပွေးလာပရိသတ်စီကဩဘာတန်နဲ့စကြားရတာပဲစောက်ခွဲကိုကရုံမှမေးရုပ်အမေအခုကြမှာ तू မဟုတ်တယ်လို့နဲ့နမချင်းမဆာမနာတဲ့ခွေးတောင်စားကမျက်မှန်ပလင်းဖင်နဲ့ကုတ်ကမင်းကောင်သောပြီအဲ့ဒီစက္ကန့်ပိုင်းအတွင်းမျက်လုံးတွေစကားသံတွေကကျွန်တော်စီစုပြုံလို့ဟိုကျွန်တော်မဟုတ်ဘူးဗျတရားသူကြီးမကမျက်လုံးကြီးမီးဝင်းဝင်းတောက်အန်ကြီးကိုကြိတ်လိုက်ပါတယ်ရှင်ဘာမှငင်းမနေနဲ့တရားဥပဒေကဆုံးဖြတ်ပေးလိုက်မယ်ခုဝက်ချက်တဲ့ဝင်းဟာဒုက္ခပဲဘေးကကာယကင်ရှင်ဘေးကြီးကလည်းတုံမှမလုပ်ရတဲ့အချိန်လေးကိုမှိမ့်နေပုံပဲဒီတော့မှစာရွက်ပိုင်တစ်ထက်နဲ့အလုပ်ချုပ်နေတဲ့ရှင်တွေကထလာပြီးကျွန်တော်အမှုတွေက तू မဟုတ်ပါဘူးဟိုဘက်ကြောက်ပါမှအဲ့ဒီတော့မှတိုက်ပုံအင်ဂျင်နဲ့ကရှင်ပစိုးနဲ့ကိုတော်ကဝက်ချက်တဲ့ကြော့ရှိတာဗျအခုမှပဲကျွန်တော်ကတက်ပြင်းချနိုင်တော့တယ်ဟူးဒါတောင်ချေပရိသတ်စီကထောပနာတဲ့တခုကြားပြအောင်ကြားလိုက်ရသေးတယ်သားအဖတွေပဲနေမယ်မထူးပါဘူးသားလည်းအဖေလိုလူရုံမှဖြစ်မဲ့မျက်ခွက်ဟွန်းအဲ့ဒီအချိန်ကစလို့မောင်ပြီးဘေးရုံးချိန်မှဖင်ရပြီးအဖော်မလိုက်ပေးတော့ပါကြောင်း British ကိုမောင်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ